ဒီနေ့ပြောချင်တဲ့ပုံမြင်လေးကတော့တငယ်ချင်းအစစ်ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။တခါတော့ကစိတ်လန်းတဲ့တောအုပ်လေးတစ်ခုထဲမှာရုံလေးဖြူဖြူနဲ့လက်ကလေးလုံးလုံးတို့ဟာအရန်ခင်မင်တဲ့တငယ်ချင်း2 ယောက်ရှိကြတယ်။ဖြူဖြူကအပြေးလွှားတန်ပြီးရမ်းလျင်မြန်တယ်။လုံးလုံးကတော့ဖြည်းဖြည်းချင်းသွားပေမဲ့စိတ်ရှည်ပြီးညံကောင်းတယ်။ဒီနေ့မှ2 ယောက်သားတစ်တိရှာဖို့တောထဲကိုအတူသွားကြတယ်။လမ်းတစ်ဝက်ရောက်တော့ချောင်းလေးတစ်ခုကိုတွေ့လိုက်ရတယ်။မိုးရွာထားလို့ရေစီးကတန်နေတယ်။ဖြူဖြူကငါကခုန်ကူးလိုက်ရတယ်လို့ပြောပြီးတစ်ဖက်ကမ်းကိုလွယ်လွယ်ကူကူရောက်သွားတယ်။ဒါပေမဲ့လုံးလုံးကတော့မကူးနိုင်ပဲကန်းဆက်မှာပဲကြံနေခဲ့တယ်။ဖြူဖြူကတငယ်ချင်းကိုတယောက်တည်းမထားချင်တာကြောင့်ပြန်လှည့်လာပြီးအနီးနားကတစ်ကိုင်းအရှိတစ်ချောင်းကိုရှာတယ်။တစ်ကိုင်းကိုချောင်းပေါ်တင်ပေးလိုက်တော့လုံးလုံးနဲ့အန်ရယ်ကင်းနဲ့ကူးနိုင်သွားတယ်။ကျေးဇူးတင်ပါတယ်တငယ်ချင်းလို့လုံးလုံးကပြောမိပြောတယ်။2 ယောက်သားရှေ့ဆက်သွားရင်တစ်သီးတွေအများကြီးတွေ့ကြတယ်။စားပြီးအိမ်ပြန်ဖို့လမ်းလျှောက်လာတဲ့အချိန်မှာမုတ်ဆိုးတစ်ယောက်ရဲ့ပိုက်ကွန်လေးကိုဖြူဖြူမတော်တဆညှိသွားတယ်။ကဲပါဦးလို့ဖြူဖြူကအော်လိုက်တယ်။လုံးလုံးကမကြောက်ပဲပိုက်ကွန်ကိုဖြည်းဖြည်းချင်းကိုက်ဖြတ်နေတယ်။အချိန်နည်းနည်းကြာပေမဲ့နောက်ဆုံးမှာပိုက်ကွန်ပြတ်သွားပြီးဖြူဖြူလွတ်မြောက်သွားတယ်။မုတ်ဆိုးမရောက်ခင်2 ယောက်သားအမြန်ပြေးပြီးလုံခြုံတဲ့နေရာကိုရောက်သွားကြတယ်။ဖြူဖြူကဒီနေ့ငါတိလိုက်တာကအမြန်လုံးတစ်ခုတည်းနဲ့မလုံလောက်ဘူး။တငယ်ချင်းကောင်းရှိတာကအရေးကြီးဆုံးပဲလို့ပြောတယ်။လုံလုံကလည်းတငယ်ချင်းဆိုတာအခက်ခဲကြုံတဲ့အချိန်မှာတယောက်ကိုတယောက်မစွန့်ပစ်ပဲကူညီပေးရသူပဲလို့ပြောမိပြောတယ်။အဲ့ဒီနေ့ကစပြီးသူတို့2 ယောက်ဟာဘယ်သွားအတူတူသွားဘယ်လှုပ်အတူတူလှုပ်ကြပြီးတောအုပ်ထဲကတရိတ်ဆန်အားလုံးရဲ့စံပြတငယ်ချင်းတွေဖြစ်လာကြတယ်။ဒီပုံမြင်လေးမှာသင်ခန်းစာကတော့တငယ်ချင်းအစစ်ဆိုတာပျော်တဲ့အချိန်မှာသာမကအခက်အခဲကြုံတဲ့အချိန်မှာလည်းအတူရပ်တည်ပေးရသူဖြစ်ပါတယ်ဆိုတာကိုနားလည်သဘောပေါက်လိုက်ရတယ်။ဒီပုံမြင်လေးတွေကအတိုင်းကျမတို့လည်းကျမတို့ခင်တဲ့တငယ်ချင်းတွေအပေါ်မိတ်ဆွေတွေအပေါ်တငယ်ချင်းကောင်းမိတ်ဆွေကောင်းဖြစ်အောင်ကြိုးစားကြစို့လို့ဒီပုံမြင်လေးပြီးသွားပြီဆိုတော့နောက်ပုံမြင်လေးမှာပြန်ဆုံတွေ့ကြမယ်နော်။ Bye bye